ကိုကောင်းတာလုံးမကောင်းတာရနိုင်တယ်လို့ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းတာရဖို့အတွက်ကောင်းတာပဲလုပ်မယ်မကောင်းတာကိုမလို့ခြင်းသည့်အတွက်ကြောင့်မကောင်းတာကိုရှောင်တယ်ရှောင်လိုက်တာနဲ့ပဲသူကလူတော်လူကောင်းဖြစ်သွားပြီအဲ့လိုမဟုတ်ပဲနဲ့ဖရာသခင်လူတော်ကြကိုယ်နဲ့ဘာမှမဆိုင်ဘူးကောင်းတာလုပ်လို့မကောင်းတာလုပ်လို့ဖရာသခင်ကပဲဆုံးဖြတ်ပေးလိုက်မယ်ဆိုရင်အဲ့ဒီလူကဖရာအကိုနဲ့မိုက်ချင်နဲ့မိုက်မှာပဲမကောင်းတာတွေလုပ်ချင်တယ်လုပ်မှာပဲမသေးကြတော့အဲ့တော့ကောင်းတာတွေလုပ်ဖို့အတွက်မှန်ကန်တဲ့ခံယူချက်ရှိရမယ်အဲ့ဒါကိုတတ္တာလို့လည်းခေါ်တယ်တနည်းအားဖြင့်ကမ္မတက္ကတသမဒိဋ္ဌိအမှတ်မြင်ခြင်းလို့လည်းပြောတယ်အဲ့ဒီနှစ်ခုအခြေခံမယ်အဲ့ဒါကြောင့်မလို့ကိုဘဝမှာလူဖြစ်လာလို့ရှိရင်ပညာတတ်အောင်ကြိုးစားတယ်စီးပွားရှာတယ်ချမ်းသာကြွယ်ဝအောင်ကြိုးစားတယ်အဲ့ဒီမှာစီးပွားရှာတယ်ဆိုတဲ့နေရာမှာကိုလည်းမထိခိုက်စေရဘူးသူများကိုလည်းမထိခိုက်စေရဘူးဆိုတဲ့အသိပညာနဲ့ရှာတာဖြစ်တယ်ဒုစရိုက်လုပ်ငန်းနဲ့တပည့်သားတွေဒုက္ခရောက်အောင်လုပ်ပြီးတော့ကိုချမ်းသာဖို့ဆိုတာလောကကြီးမှာမတရားလို့မလုပ်တဲ့အရာဖြစ်တယ်နော်တရားတဲ့မတရားတဲ့ဆိုတာဘာကိုပြောတာလဲစဉ်းစားကြည့်ကိုကတော့ချမ်းသာခြင်းနဲ့တပည့်သားကိုတော့ဒုက္ခဖြစ်စေဘယ်တရားမလဲကိုကတော့အသက်ရှင်နေနဲ့တပည့်သားတော့အသက်ရှင်ကိုမပေးဘူးဘယ်တရားမလဲမတရားတဲ့ဟာပဲလေကိုချမ်းသာခြင်းတလို့တပည့်သားလည်းချမ်းသာခြင်းနာပဲကိုစင်ရမှကြောက်တယ်လို့တပည့်သားလည်းစင်ရမှကြောက်တာအဲ့တော့ကိုချင်းစာတရားကိုချင်းစာတရားဆိုတာရှိရကိုချင်းစာတရားကင်မဲ့တဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှလူတော်လူကောင်းမဖြစ်ဘူးလူတော်လူကောင်းဖြစ်ဖို့အတွက်ကံကံဤကျိုးကိုလက်ခံယုံကြည်တဲ့ပုဂ္ဂိုလ်ရနဲ့ဖြစ်ရမယ်ကိုချင်းစာတရားရှိတဲ့ပုဂ္ဂိုလ်ရနဲ့ဖြစ်ရမယ်ဒါကြောင့်မြတ်စွာဘုရားကပရဒုက္ခပတ္တနေနအတ္တနောဒုက္ခပိစတိသူများဒုက္ခရောက်အောင်လုပ်ပြီးတော့ကိုချမ်းသာဖို့ကြိုးစားတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှမချမ်းသာဘူးလို့ပြောတာခိတ္တကနတော့ကောင်းစားခြင်းကောင်းစားလိမ့်မယ်နော်အရှိန်လေးနဲ့သွားနေတာကောင်းစားခြင်းကောင်းစားသို့တော့ကိုလုံးတဲ့တို့ရဲ့တွေကိုကြောက်ပြုတ်ပြီးတော့ကောင်းစားမှာမဟုတ်ဘူးလို့ပြောတာနော်အဲ့တော့ကိုလုံးတဲ့လို့ဒီအပြစ်ကင်းတဲ့လို့ဖြစ်ဖို့လိုအပ်တယ်ပေါ့အဲ့တော့အတ္တသမပတိတိဆိုတာကိုမတရားတရားမရှိသေးရှိအောင်လုပ်သီလမရှိသေးရှိအောင်ကြိုးစားတုဒ္ဒဆိုတဲ့ဘောတုဒ္ဒတရားဓမ္မနဲ့ပတ်သက်တဲ့တုဒ္ဒမရှိသေးဘူးဆိုရင်ရှိအောင်ကြိုးစားကိုကျိုးကိုသာကြည်တတ်တဲ့စိတ်တွေလွှမ်းမိုးနေလို့ရှိရင်ကိုကျိုးကိုသာမကြည့်ပဲနဲ့အလုံးရဲ့အကျိုးကိုကြည်တတ်တယ်ဆိုတဲ့စာကားဆိုတဲ့စိတ်ဓာတ်ရှိဖို့လိုအပ်တယ်နောက်ပြီးတဲ့အခါမှာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမပြောတဲ့နာနဲ့ပြောတဲ့နာဒီနှစ်ခုကိုခွဲခြားသိတဲ့အသိပညာရှိအောင်ကြိုးစားရမှာဖြစ်တယ်အဲ့ဒါတော့အရေးကြီးဆုံးပဲအဲ့တော့ပေါင်းလိုက်တော့တတ္တသီလသုဒ္ဓစာကပညာကိုယ်တဏ္ဍမှာဒါတွေရှိသလားအမြဲတမ်းစစ်စစ်မှန်ကြည့်ပြီးတော့လူတွေကပညာတယ်သို့တော့အသိပညာနဲ့စဉ်းကျင်စဉ်းစားပြီးတော့ကိုယ်စိတ်ကိုယ်ဘဝကိုပြင်ရမှာဖြစ်တယ်နော်မပြင်မှုဆိုလို့ရှိရင်ကိုယ်ဘဝတိုးတက်စရာအကြောင်းမရှိတော့ဘူးနော်ဒီတဲ့ပိုကောင်းလာစရာလည်းအကြောင်းမရှိတော့ဘူးမကောင်းမှုရကတော့လွယ်တယ်ကောင်းမှုရကအမတမခက်တယ်တော့အတ္တသမပတိတိဆိုတဲ့စကားလုံးဟာအမတမအရေးကြီးတယ်ပေါ့နော်
မှန်ကြည့်ပြီးတော့ကိုရုပ်ကိုပြင်းတယ်လို့အတိညာနဲ့ဆင်ញင်သုံးသပ်ပြီးတော့ကိုယ့်ရဲ့အကျင့်စာရိတ္တကိုယ့်ရဲ့စိတ်နေသဘောထားပြင်ရမှာအဲ့ဒါအရေးကြီးဆုံးပဲလို့အခုလို့ရှင်ပြုတဲ့ကုသိုလ်ကောင်းမှုလုပ်တယ်ကြောင်းလှူတယ်စေလှူတယ်ပညာရေးလှူတယ်တရားလှူတယ်စွမ်းစက်ကတ်တယ်ဆိုတာတွေကလည်းကုသိုလ်ကောင်းမှုလုပ်ခြင်းပဲသို့တော့အဲ့ဒီကုသိုလ်ကောင်းမှုတွေဟာမှန်ကန်တဲ့ရည်ရွယ်ချက်နဲ့လုပ်ဖို့လိုအပ်တယ်မှန်ကန်တဲ့စိတ်တွေသဘောထားနဲ့လုပ်ရမှာဒီကုသိုလ်ကောင်းမှုတွေဟာနော်ကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့စွမ်းရည်တတိရှိတဲ့တရားတွေလို့မြတ်စွာဘုရားကဟောတာတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားစကားကိုယုံကြည်လက်ခံတော့အဖြစ်ဒီကုသိုလ်တွေကိုယ့်ရဲ့နဲ့မှာဖြစ်ပါစေဆိုတဲ့အသိဉာဏ်နဲ့လုပ်တာဖြစ်တာနော်နောက်တစ်ပတ်ကမေတ္တာနဲ့ကိုယ်လှူတဲ့တန်နဲ့ဆိုတာလူကပုဂ္ဂိုလ်တွေပေါ်မှာမေတ္တာထားတာမေတ္တာနဲ့လှူတဲ့တန်နဲ့နော်အေးကိုရလာတဲ့ပစ္စည်းကိုငါတို့အားကိုကြီးမသုံးမဲ့နဲ့မြဝေသုံးမဲ့ဆိုတဲ့စိတ်ဓာတ်နဲ့လူရတန်တာကိုမိဘကိုကြွေးတယ်ကိုမိသားစုကိုချမ်းသာအောင်ထားတယ်ကိုရဲ့မိတ်ဆွေတွေကိုထောက်ပံ့တယ်တာကောင်းမှုရှင်ဒီမြုံနှံမှုလုပ်တယ်ဆိုတဲ့ဒီလုပ်တွေလုပ်တာကိုယ့်အတွက်ကောင်းခြင်းပဲလောကလူတွေဟာနောက်အတွက် investment ကိုခေါ်တဲ့ယနေ့မြုံနှံမှုတွေလုပ်လို့ရှိကြတယ်လေလူကကနေစားတာမဟုတ်ဘူးနောက်အတွက်ဆိုတဲ့မျောလင့်ချက်တစ်ခုရှိတယ်ပေါ့အခုသုံးဖို့ဆိုတာမျောလင့်ချက်တစ်ခုရှိတယ်နောက်အတွက်ဆိုတာလည်းမျောလင့်ချက်ရှိတယ်အဲ့တော့နောက်အတွက်ဆိုတဲ့မျောလင့်ချက်အခုအကောင်းဆုံးဖြစ်အောင်လုပ်တယ်လို့နောက်အတွက်လည်းဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်မလဲတော့ဘာလုံးတဲ့အကောင်းဆုံးဖြစ်အောင်လုပ်ရမှာခုနပြောတဲ့အရေးချင်းနေကုသနာမရှိအောင်လုပ်ဖို့ပဲတတ္တသီလသုဒ္ဓစာကပညာအဲ့ဒီအရေးချင်းကောင်းနေရှိနေပြီဆိုလို့ရှိရင်ကိုယ်ဘဝဟာတဘဝတဲ့တဘဝမြင့်မာသွားမှာဆိုလိုတာကဒီဘဝတည်းမဲ့လို့မြင့်မာတဲ့အနေအထားတစ်ခုရသွားတယ်နော်မြင့်မြတ်တဲ့အနေအထားတစ်ခုရသွားဘဝမှာတည်းမဲ့အခက်အခဲတွေအများကြီးပြည့်လဲသွားနိုင်ဥပမာမဲ့တုဒ္ဒဆိုတာရှိတာနဲ့တည်းမဲ့မတိရာတွေနဲ့တိရာတွေများနေတာထိုင်နဲ့ပြောတတ်ဆိုတာဖြစ်လာတယ်ပညာဆိုတာရှိတာနဲ့တည်းနဲ့မလုတ်တင်တာတွေကိုရှောင်းတယ်လုတ်တင်တာတွေကိုလှုပ်တယ်ဆိုတဲ့အကျိုးတရားတွေပေါ်လာတာပဲစာကဆိုတဲ့ကိုတယောက်တည်းသုံးမဲ့ဆိုတဲ့စိတ်ဓာတ်မရှိပဲနဲ့အများနဲ့သုံးမဲ့ဆိုတဲ့စိတ်ဓာတ်ကြောင့်မိတ်ဆွေသင်္ကားတွေပေါ်များလာတယ်ဒါဒီဘဝရတဲ့အကျိုးတွေပဲလေဒီဘဝရတဲ့အကျိုးတွေနောက်ဘဝကြီးမဟုတ်ကိုကျင်သီလကောင်းသည့်အတွက်ကြောင့်ကိုရဲ့ပတ်ဝန်းကျင်ကကိုတတ်မှုထားလာတယ်ဟာဒီလူကတော့လူကောင်းမယ်အဲ့ဒါမှတော်တဲ့လူဆိုချီးမွမ်းလာကြတယ်လေဒီချီးမွမ်းမှုဆိုတာအလကားရတာမဟုတ်ဘူးအဲကြောင့်ကိုကျင်သီလရှိတယ်ဆိုရင်လူတွေချီးမွမ်းတာဘောဓုတရှိတယ်ဆိုရင်ချီးမွမ်းကြတာဒီလူကတော့နှမျောတွန့်တုံမှုမရှိဘူးအကူကြီးတောင်းရင်ပေးတတ်တယ်ဆိုတော့လည်းချီးမွမ်းတာပဲဒီလူကတော့မလုံးလို့စဉ်းစားစားလုပ်တတ်တယ်ဆိုတာလည်းချီးမွမ်းတာပဲလေအဲ့ဒီလူဖြစ်အောင်ဘယ်သူလုပ်ရမှာလဲဆိုကိုယ်ကိုယ်တိုင်လုပ်ရမှာဖြစ်တယ်self confession ဆိုတာဒီအဓိပ္ပာယ်ကိုဖော်ဆောင်တာပဲဖြစ်နိုင်တယ်နိုင်ငံခြားကလူတွေကတော့သူတို့ကတော့ဘုရားဘာသာမဟုတ်တော့သူတို့လည်းလမ်းမိသမျှစဉ်းစားတာပေါ့နော်ဘုရားဘာသာတွေကတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေရှိနေတော့အမှန်ကန်သိနေကြတာဖြစ်တယ်ကိုတဏှာရဲ့တမှုထားတယ်ဆိုတာကိုအကောင်းဆုံးဖြစ်အောင်လုပ်ခြင်းပဲအဲ့တော့မြတ်စွာဘုရားကဘယ်လိုဟောခဲ့တယ်လဲအတ္တနိစေပိယံစဉ္ညာ
ဆိုလိုတဲ့အိဗယ်ကမင်းကိုမျက်နှာတဲ့တမှုထားလိုက်တယ်လို့လက်ခံနေဆိုရင်သိတယ်ဆိုရင်အတ္တနဲ့စီပိယံစညာရခိယနံသူရခိတံကိုမျက်နှာတမှုထားတယ်ဆိုရင်ကိုအကောင်းဆုံးဖြစ်အောင်ဆောင်ရှောက်ပါဒါဖျားဟောတဲ့စကားနော်ကိုမျက်နှာတဲ့တမှုထားတယ်ဆိုရင်ကိုအကောင်းဆုံးထိတ်ဆောင်ရှောက်ပါသူများကိုထိတ်ဆောင်ရှောက်ဖို့တဲ့ကိုထိတ်ဆောင်ရှောက်ဖို့ပိုအရေးကြီးတယ်အဲ့တော့ဘာကိုထိတ်ဆောင်ရှောက်မှလဲလို့ဆိုရင်ကိုမှတရတရားမရှိသေးရင်ရှင်းအောင်လုပ်ကိုထိတ်ဆောင်ရှောက်အောင်ဆိုတာလုံညောအောင်နေတာပြောတာမဟုတ်ဘူးကိုရင်နဲ့နှလုံးထဲမှာမကောင်းတဲ့စိတ်တွေမဖြစ်ဖို့ကောင်းတဲ့စိတ်တွေဖြစ်အောင်လုပ်ဖို့ဒါကိုပြောတာနော်ကိုအကောင်းဆုံးဆောင်ရှောက်တယ်အဲ့တော့ကိုအကောင်းဆုံးဆောင်ရှောက်မယ်ဆိုပြီးတော့နော်ကိုကောက်ွယ်ပြီးမဲ့ဘောရီကတိငါထားမယ်ဆိုရုံနဲ့ကိုအကောင်းဆုံးဆောင်ရှောက်တယ်လို့ပြောလို့မရအောင်နော်ကိုအကောင်းဆုံးပြောင်းဆောင်ရှောက်တယ်ဆိုတာကိုမှတိလာမရှိသေးရင်တိလာရှိအောင်လုပ်မယ်တတ္တမရှိသေးရင်တရာရှိအောင်လုပ်မယ်တုဒ္ဒမရှိသေးရင်တုဒ္ဒရှိအောင်စီပွားလုပ်မယ်ကိုဟာကိုကျိုးရှာသမားဖြစ်နေသေးရင်အများကျိုးကြည်အောင်လုပ်ပေးရမယ်ကိုဟာအတိညာစဉ်းစားဉာဏ်နည်းနေသေးလို့ရှိရင်စဉ်းစားတတ်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကိုပြုပြင်ရမယ်အဲ့ဒါအကောင်းဆုံးဆောက်ရှောက်နေပဲနော်အဲ့ဒီချက်တွေရှိလို့ရှိရင်ကိုကျိုးရှိတဲ့ကုသကောက်မှုတွေကိုလုပ်ကြတာပဲအဲ့တော့မြတ်စွာဘုရားတရားတော်ဟာအမှန်တမ်းတမှုထားလိုက်တယ်လိုက်တာတဲ့နော်ကိုမျက်နှာတမှုထားတယ်လို့မင်းသိမယ်ဆိုရင်ကိုအကောင်းဆုံးဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်ပါဒိဏပညာတရံယမံပฏิစကေယပတိတော်ကိုဘဝကိုအပိုင်သုံးပိုင်းပိုင်လိုက်အပိုင်သုံးပိုင်းပိုင်လိုက်သုံးပိုင်းပိုင်လိုက်လို့ရှိရင်အသက်တရားတန်းဆိုလို့ရှိရင်တော့33နှစ်ခွဲ33နှစ်ကြောပိုင်လိုက်မှာပေါ့နော်33နှစ်ပိုင်လိုက်69ဖြစ်သွားတာပေါ့အများဆုံးဒါအသက်တရားတန်းမှာ33နှစ်နဲ့ပိုင်လိုက်ပထမ33နှစ်အရွယ်ကပထမအရွယ်လို့ခေါ်တယ်34နှစ်ကနေစပြီးတော့66နှစ်ကျတော့ဒုတိယအရွယ်ဟိုဘက်ကျတော့တတိယအရွယ်လို့ခေါ်တယ်အရွယ်3မှာ95နဲ့ပိုင်မယ်ဆိုရင်တော့အစိတ်စီပိုင်ပေါ့နော်အသက်စိတ်ထီအောင်ကိုကြီးကတက်တန်းတွေကရောလာပြီဆိုတော့20စီနဲ့ပိုင်နိုင်ရင်ပိုအဆင်ပြေလောက်တယ်ပထမအသက်20ကပထမအရွယ်ဒုတိယအသက်20 40ဆိုရင်ဒုတိယအရွယ်ဖြစ်သွားပြီနော်60ဆိုရင်ဒါအရွယ်ကုန်သွားပြီပြည့်စုံယူတာကိုအဲ့တော့20ဒီပိုင်တာပြီးတော့ပထမ20အရွယ်မှာပညာသင်နဲ့စီးပွားရှာတယ်အဲ့ဒါဒီကြောင့်မအပ်ဘူးဆိုရင်ဒုတိယ21နှစ်ကနေစပြီးတော့40အဲ့ဒီအချိန်မှာအကောင်းဆုံးအကြောင်းကျိုးနားလဲအောင်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားရမယ်ဖြစ်တယ်ဒုတိယရွယ်အဲ့ဒီမှာလည်းပဲစီးပွားရှာလို့မပြီးသေးဘူးဆိုလို့ရှိရင်နော်45နှစ်ကနေစပြီးတော့ဟိုဘက်ကျအကောင်းဆုံးဖြစ်အောင်လုပ်ဖို့လိုပြီအဲ့ဒီကြမှာမလုံနိုင်ဘူးဟိုအကြောင်းပြဒီအကြောင်းပြနေဆိုရင်တော့သိသက်သွားတော့မှာအဲ့လူဟာဘဝမှာအကျိုးမြတ်ထွက်ဖို့သိမရှိတော့နော်အဲ့လိုပိုင်ပြီးတော့မြတ်စွာဘုရားဆိုလိုတာအဲ့ဒါအရွယ်3မျိုးတည်းမှာပထမအရွယ်မလုံနိုင်ဘူးဆိုရင်ဒုတိယအရွယ်မှာလုပ်ပါဒုတိယအရွယ်မှာမလုံနိုင်ဘူးဆိုရင်တတိယအရွယ်မှာမုတ်ချလုပ်ပါမလုံနိုင်ဘူးဆိုရင်ဘဝဆုံးသွားပြီမရှိတော့အဲ့တော့ဒီဘဝတစ်ခုဟာအချိန်နဲ့လည်းကသာကုန်သွားတယ်
တမို့မရလိုက်တဲ့ဘဝဖြစ်သွားလိမ့်မယ်အဲ့ဒါကိုတတိပေးတာမြတ်စွာဘုရားနော်တေနာမညတရံယမံအဲ့ဒီအပိုင်သုံးပိုင်းနဲ့မှာတပိုင်းပိုင်းလို့ဆိုတာပထမရွယ်ပဲဖြစ်စေဒုတိယရွယ်ပဲဖြစ်စေတတိယရွယ်ပဲဖြစ်စေလောက်ပါပြောတာပฏิစေကေယပဏိတောကိုကောင်းဆုံးဖြစ်အောင်သုတ်တင်မှပြင်ဆင်ပါလို့ဒီလိုပြောတာနော်ဒါကဘုရားဟောတဲ့တရားသူတို့ self confession ဆိုတာဘာလို့ရေးထားတယ်တော့မသိဘူးနော်ကိုတဏှာရင်မလုပ်ရမယ်ဆိုတာတော့သူတို့လည်းညွှန်ကြတာလောကိစ္စမှာမှန်ပါတယ်သူတို့ပြောတာစီပွားရှာတာပဲပြောမှာပေါ့နော်တို့တဲ့အောင်လုပ်တယ်ကိုပြောမှာပေါ့မြတ်စွာဘုရားကျတော့အဲ့ဒီတခုတည်းနဲ့မပြီးဘူးလူဖြစ်လာလို့ရှိရင်အမြင်နှမျိုးရှိရမယ်မျက်စိနှလုံးရှိရမယ်တစ်လုံးကစီပွားရှာဖို့မျက်စိတစ်လုံးကစီပွားရေးအမြင်နောက်မျက်စိတစ်လုံးကနော်ကိုယ်ကျင့်တရားနဲ့ပတ်သက်တာနှစ်ခုတွဲသွားမယ်side by side ဆိုတစ်ဘက်ကလည်းစီပွားရှာမယ်တစ်ဘက်ကလည်းကိုယ်ကျင့်တရားကောင်းအောင်လုပ်ရမယ်အဲ့လိုကိုယ်ကျင့်တရားပြပြပြီးတော့စီပွားရှာတဲ့ပုဂ္ဂိုလ်တွေကကိုယ်ကျင့်တရားမကောင်းခြင်းကြောင့်အဲ့ဒီကိုယ်ကျင့်တရားမကောင်းမှုကိုကြောင့်ပြုပြီးတော့အကြီးအကျယ်ဒုက္ခရောက်သွားနိုင်တယ်ဒီဘဝမရောက်ရင်နောက်ဘဝသိချာရောက်မှာအဲ့တော့တဘဝတော့စီဝါရှာတဲ့အမြင်ရှိသည့်အတွက်ကြောင့်ဒီဘဝတော့ကောင်းခြင်းကောင်းစားလိမ့်မယ်သူကဒီဘဝရဲ့ချမဲ့ကြတော့တွေးဝန်စရာမရှိတော့သူကဆင်းရဲဒုက္ခတွေဖြစ်မယ်ဘာလို့တော့သူလုံခဲ့တဲ့ဟာတွေကသူပြန်ရမှာဖြစ်reaction ဆိုတဲ့သဘောတရားသူလုံခဲ့တာတွေသူပြန်ရမှာဖြစ်တယ်သူကသူများကိုဒုက္ခပေးခဲ့ရင်သူဒုက္ခပေးခံရနေပဲကြာနော်အဲ့ဒီသဘောတရားတွေကမြတ်စွာဘုရားကိုယ်တိုင်ဟောတာဖြစ်တယ်နော်ဒါကြောင့်မို့အဲ့ဒီသဘောတရားတွေကိုနားလည်ဖို့ထာဝရနားလည်နေဖို့လိုအပ်တယ်ပေါ့လူတွေတန်းနေဆိုတာအခုလိုအလူကြီးပေးတာဆိုတာအပြည့်ရပေးနိုင်တာမဟုတ်ဘူးလေနော်အလူကြီးမပေးနိုင်လို့လေဘာမှကိစ္စမရှိဘူးတကယ်လို့မှပါလေနေစင်တော့မှနော်တတ္တာဆိုတဲ့ခိုင်ခြင်းမှန်ကန်ရမယ်ယုံကြည်ရမယ်ကိုယ်ကျင့်သိတာရှိရမယ်တုဒ္ဒဆိုတာနေစင်တဲ့ဗျာတရားနာတာစီဘူးအထုတ်တာလုပ်ရမယ်စာကကိုကြိုးပဲမကြည့်ပဲနဲ့အလုံးနဲ့မျှဝေနေထိုင်တတ်ရမယ်ပညာလုံတဲ့နာနဲ့မလုံတဲ့နာသိပြီးတော့မလုံတဲ့နာကိုရှောင်ရမယ်လုံတဲ့နာလို့အဲ့ဒီငါးချက်ကအရေးကြီးဆုံးပဲအဲ့ဒီငါးချက်ဟာလည်းပဲကုသိုလ်ပဲနော်ကုသိုလ်လုပ်တာအခုလိုလူမှကုသိုလ်ရတာမဟုတ်ဘူးအဲ့ဒီငါးခုကုသနာမရှိနေကုသိုလ်ရတယ်တကယ်အကျိုးပေးဖို့ကြတော့အဲ့ဒါအရေးကြီးတယ်ပေါ့နော်အဲ့တော့ကုသိုလ်ကောင်းမှုရဖို့အတွက်နေစဉ်သိရမယ်အသိဉာဏ်ပို့ပြီးတော့အရေးကြီးတယ်နော်အဲ့ဒါကိုပြောတာအတ္တသမ္မာပဋိတိကိုကောင်းဆုံးဖြစ်အောင်စီဝါရေးနဲ့ပတ်သက်လာရင်လည်းကိုကောင်းဆုံးဖြစ်အောင်ပြင်နိုင်တဲ့ပုဂ္ဂိုလ်ဟာချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ကိုပြုပြင်နိုင်တဲ့ပုဂ္ဂိုလ်ကပညာတတ်ဆုံးပုဂ္ဂိုလ်ဖြစ်သွားတယ်ဒါကိုပြင်လို့ဖြစ်တာလေကြီးပဲကုန်လို့နော်စီပွားရေးမှလည်းပဲချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တယ်ပညာမှလည်းပဲပညာကျွဲ့ဝါဆုံးပုဂ္ဂိုလ်ဖြစ်တယ်အဲ့တော့ဒီနှစ်ခုတဲ့ပို့ရေးကြည့်တာပါတော့ဆိုလို့ရှိရင်အခုပြောတဲ့တတ္တသီလသုဒ္ဓစာကပညာဆိုတဲ့ဒီရည်ချင်းနေကိုယ်တဏ္ဍမှာအကောင်းဆုံးဖြစ်အောင်တို့တွေဒီဘဝမှာကြိုးစားအထောက်နိုင်မှကောင်းတဲ့အကျိုးတွေကိုရနိုင်ပါလို့ယုံကြည်ရမှာဖြစ်တယ်။ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်စွာဘုရားဟောတဲ့အတ္တသမပဋိတိဆိုတာကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားတာဖြစ်တယ်။ကိုအကောင်းဆုံးဖြစ်အောင်တတ္တသီလသုဒ္ဓစာကပညာဒီချင်းနေကိုယ်တဏ္ဍမှာရအောင်ကြိုးစားအထောက်ခြင်းဟာအမှန်ကန်ဆုံးဖြစ်တယ်လို့
သဘောပေါက်ပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်